solution စင်ကြီးတွေကမြင့်လိုက်တာကျွန်တော်မဟောခင်အောက်ကထိုင်ပြီးတော့ကိုယ့်လက်ရောက်မှကြောက်နေပါတယ်အဲ့ဒီစင်မောငါဘယ်လိုရောက်အောင်တက်ရမလဲပြီးခဲ့တဲ့နှစ်ကအခုကူမှာဟောတော့အဲ့လိုပဲစင်ကမြင့်နေလေက9ထစ်ရှိတယ်2ယောက်ကတွဲရတယ်စင်မောက2ယောက်ကဆွဲရတယ်နောက်က2ယောက်ကတွန်းရတယ်6ယောက်ပေါင်းမှကျွန်တော်စင်မောရောက်တယ်ဟိုးနောက်က1ယောက်ကမနေနိုင်ဘူးလှမ်းអော်ပြောတယ်ဟာဒီစာရေးဆရာလည်းတော့တောက်ထားပြီးမူးနေတာပဲတောက်လည်းမတောက်လဲရပဲနဲ့အဲ့ဒီလိုလည်းပြောတာကြုံရပါတယ်ကျွန်တော်ကျောင်းသားဘဝမန္တလေးတက္ကသိုလ်ကျောင်းသားတို့ကတော့ဘောလုံးလက်ရွေးစင်ပါပဲဘောလုံးကန်ကောင်းပါတယ်အခုတော့ဘူစီပေါင်းတောင်မကန်နိုင်ပါဘူးကျွန်တော်မှတ်မိပါတယ်မန္တလေးတက္ကသိုလ်ကျောင်းသားတို့ကဝါဆိုလာပြည့်နေ့မှာမန္တလေးတောင်ကိုပြေးတက်တယ်လေကားတစ်ထစ်ကျော်ခုံပြန်ကျော်လွှတ်တက်တယ်ဟိုးရှေ့ကကောင်မလေးတွေကိုမှီအောင်လိုက်တာပါခုတော့မလိုက်နိုင်တော့ပါဘူးလိုက်ချင်စိတ်လည်းမရှိတော့ပါဘူးဟိုးသူများကိုနှိမ့်ဆက်ညှဉ်းပန်းရင်အဲ့လိုမတန်မစွမ်းဖြစ်တယ်တဲ့ကျွန်တော်ဒီဘဝတော့သူများကိုနှိမ့်ဆက်တာမရှိပါဘူးနှိမ့်ဆက်ညှဉ်းပန်းတယ်လို့ကြားရင်လည်းဆက်ဆုပ်ယွံမုန်းပါတယ်သို့တော့အတိတ်ဘဝတစ်ခုတုန်းကတော့တော်တော်ပြင်းငယ်ပုံရပါတယ်အဲ့ဒီဝကျွေးတွေပေးဆက်နေရတယ်ဝကျွေးရှိရင်ပေးရမှာပဲဗေဒီဆရာတော်ဘုရားကြီးကအိမ်တိန်ကဆွန်းစားပင့်တယ်တဲ့ဆွန်းသွားပြီးတော့ဖုံးပေးတာပေါ့ဆွန်းဖုံးပေးပြီးတော့အိမ်ကပြန်ထွက်မှာအိမ်အဝင်ချွတ်ထားခဲ့တဲ့လေဒီဆရာတော်ဘုရားကြီးရဲ့ဖက်နှက်ကပျောက်သွားတယ်ကျန်တဲ့တန်ဃာတွေကတော့ကိုယ်ဖက်နှက်ကလေးကိုစီးကြွသွားလေဒီဆရာတော်ကြီးကသူချွတ်ထားတဲ့ဖက်နှက်နေရာကလေးအငေးသားကြည့်နေပါတယ်တဲ့အလှရှင်ကစိတ်မကောင်းဘူးအရှင်ဘုရားဖက်နှက်ကိုနှမျောမနေပါနဲ့တပည့်တော်အစ်စ်ဝယ်လှူပါမယ်လို့ပြောတယ်လေဒီဆရာတော်ကြီးကပြန်ပြောတယ်ဖက်နှက်ကိုနှမျောလို့မဟုတ်ပါဘူးတဲ့ဟိုးတိတ်ဒီဘဝမှာလေဒီဆရာတော်ဖြစ်မဲ့ပုဂ္ဂိုလ်ကဟိုးတိတ်ဘဝတစ်ခုမှာသူများဖက်နှက်ခိုးခဲ့မိတာရှက်လို့ပါကျွန်တော်တို့ကောင်းမှုတွေပြုရင်ကောင်းမှုကံထက်ချက်လိုက်နေတာပါပဲမကောင်းမှုပြုရင်မကောင်းတဲ့ကံတွေအကျိုးပေးခြင်းတိုင်အကျိုးပေးတာပါပဲမြည်သည့်ကံမှအဟောတိကံဖြစ်သွားတာမရှိပါဘူးအကျိုးပေးမတန်သေးရင်မပေးတာပါပဲမဖို့နိဗ္ဗာန်ရမှအဲ့ဒီကောင်းမှုကံရောမကောင်းမှုကံရောအားလုံးအဟောတိကံဖြစ်ပါတယ်။ကြောင့်မို့မြတ်စွာဘုရားကမကောင်းမှုရှောင်ကောင်းမှုဆောင်ဖြူအောင်စိတ်ကိုထားအဲ့ဒါဘဝနေနီးကောင်းလဲဖြစ်ပါတယ်လို့နောင်တတဖန်ပူပန်စရာမရှိပါဘူးလူတွေကလည်းများလိုက်တာပြည်သက်ကကျွန်တော်ဟိုးကနေကိုသားချိုပြောနေတော့လာတဲ့ခါကျတော့ပြင်မဲ့မှာပြည်သက်တွေအများကြီးတွေ့တယ်ပိတ်ကားကြီးတွေ့တယ်မောင်သားချိုမတွေ့ဘူးမောင်သားချိုဘယ်နာပြောနေပါလိမ့်သူတွဲလာတဲ့ကလေးကိုမေးရတယ်ဟိုခမ်းမထဲမှာရှိတယ်တဲ့အိုးဒီမှာရောက်တော့လေအများကြီးပဲပြင်မှာလဲအ ਨੇ ဆုံးတော့ဒီလောက်ရှိမယ်ဒီတဲ့ပူခြင်းပူပါမယ်လယ်ဝေးမျိုးစာချစ်ကြတယ်စာပွဲသပင်ကိုအာရပါရနားဆင်အားပေးကြတယ်ကျွန်တော်မှတ်မိပါတယ်လွန်ခဲ့တဲ့အနှစ်20လောက်ကလယ်ဝေးကိုတစ်ချိန်လာဟောဘူးပါတယ်အဲ့တော့ကျွန်တော်တို့ည7 နာရီထိဟောပြောပွဲကမစသေးပါဘူးကျွန်တော်မေးကြည့်ဟောပြောပွဲကဘာလို့မစသေးတာတော့မီးမလာသေးလို့ဆရာလေဝေးမီးပြတ်တယ်အဲ့ဒီမီးကဘယ်တော့လာမှာတော့ကျွန်တော်မေးမသိဘူးဆရာဟောမသိတဲ့မီးထိုင်ဆောင်နေလင်းသွားမှာပေါ့မီးတစ်ခုခုရှားပေါ့ဗျာဒီစကားပြောဘက်ထရီအိုးလေးရှိရင်ရတာပဲဒါနဲ့ဟုတ်ကဲ့ထွက်သွားကြပါလေကျွန်တော်ကပြောတာကတော့ဘက်ထရီမီးချောင်းလေး
အောက်လင်းတက်မိကလေးအဲ့လိုလေးထုံးမှုပြောချင်တာပါသို့သောနောက်မကြပါဘူးပြန်လာကြရပါပြီဆရာကြွပါကျွန်တော်တို့ခေါ်သွားပါတယ်ခမ်းမကြီးပြဇက်ယုံလိုကြီးပဲအဲ့ထဲမှာကော်မတီကလည်းမရှိဘူးလားချွေတာလားမသိပါဘူးဗျကျွန်တော်တို့စကားပြောဒီလိုစစ်မော်မှာဖျောင်းတိုင်လေး၃တိုင်ထွန်းထားပါတယ်တယုံလုံးတော့ဘာမိမှမရှိပါဘူးကျွန်တော်တို့ကဥရှင်ကြီးတင်ထားတာကြလို့ပါပဲပိဋကတ်ကကျွန်တော်တို့မြင်ရလားမမြင်ရလားတော့မသိပါဘူးကျွန်တော်တို့ကပိဋကတ်ကိုတယောက်မှမမြင်ရပါဘူးလှိုင်ကူမဲကြီးကိုကြည့်ပြီးတော့ဟောနေရတယ်ရည်တန်ကြားရင်အားရှိပါတယ်လူတွေရှိတယ်ကွစာရေးဆရာကောက်လိုက်သူဟောတော့ဒီစရာလေးပါလေးပြောတယ်လူတွေရှိမှန်းသိကောက်လိုက်ပြီးတော့ကျွန်တော်ဟောတယ်ကျွန်တော်ပြောတော့လေရည်စရာလေးပါလေးပြောတော့လူတွေရှိမှန်းသိနောက်ဆုံးပိတ်အိတ်နဲ့လွယ်ဘုရားအောင်ဆန်းရဲ့ကိုရံတော်ပါတော်မြဲဘူထွန်းလှသူကငါကွာတဲ့84နှစ်ပြီတဲ့နောက်လည်းလိုက်နိုင်မယ်မထင်ပါဘူးတဲ့ဘုရားတို့ခက်ကနေငါအာရပါရပြောချင်တယ်ကွာကျွန်တော်အားပေးပါတယ်ပြောဆရာပြောတာပြောဆရာကပြောတယ်ဗျရည်စရာလည်းတစ်ခုမှမပါဘူးကျွန်တော်တို့နားထောင်တဏှာကြီးလောက်ကြာတော့ကျွန်တော်စိတ်ထဲမှာတန်တရားဖြစ်ပါတယ်နောက်ကလည်းငြိမ်တိတ်နေတာပဲလူတွေရောရှိသေးရဲ့လားတကယ်ဆိုရင်ခုလိုဆောင်းတွင်းဟောတာဗျချောင်းဆိုးတန်လေးပါလေးကြားဖို့ကောင်းပါလေလက်ဝဲရလူတွေကလည်းမှလိုက်တာတယောက်မှချောင်းဆိုးတန်မကြားရပြီးရောကျွန်တော်ပြေးထွက်ပြီးတော့စောင့်ကြည့်တယ်မင်းကဘယ်နှယောက်ထွက်လာတော့ဆိုရှေ့ဆုံးတန်းကျွန်တော်တို့6ယောက်ပဲထွက်လာပါတယ်မရှိတော့ဘူးလူတွေကလည်းဘယ်သိမလဲဗျာမီးရပြတ်မောင်းနေတဲ့ခါကျတော့သူ့ဟာသူပြန်သွားလူတွေကြံတဲ့လောက်ကြံမှာပဲထင်ပြီးသူကလည်းအာမနာပါဘူးပြန်သွားကြံတဲ့လူတွေကလည်းအဲ့လိုပဲကြံတဲ့ကြံဦးမှာပဲကွာဆိုပြန်သွားကျွန်တော်တို့6ယောက်ပဲကြံပါတယ်တကယ်ဖြစ်ပါပဲကျွန်တော်ဘူထွန်းလာကိုမေးတယ်ဆရာလည်းဗျာရန်တန်ဟောနေပဲလူကလည်းတယောက်မှမရှိတော့ဘူးမသိဘူးလေကွာငါလည်းအဲ့ဒီယုံကြီးနဲ့ပြည့်ရှိတယ်မလို့ချနေတာပဲဘုရားတို့ခက်ကပြောလိုက်တာနောက်တစ်ခေါက်ကျတော့ဆရာအောင်နဲ့ကျွန်တော်နဲ့ဗျနောက်တစ်နှစ်လောက်ကျတော့ဆရာအောင်သင်းနဲ့ကျွန်တော်တို့ကိုနေ့လည်စာကျွေးတယ်ဗျကျွန်တော်မှတ်မိတယ်ဆိုင်နံပါတ် A1 နဲ့နော်အဲ့ဒီဆိုင်မှာကျွေးတော့စားပေါ့လေစားပြီးတော့ကော်မတီကပြောတယ်ဗျပြီးတယ်ကျွန်တော်တို့ကိုကျွေးတာဒီကိုလင်းဆိုတဲ့လူပါပဲတဲ့အဲ့တုန်းကခက်ငယ်ငယ်ပင်ပါပဲကျေးဇူးတင်ပါတယ်ကွာမင်းကဘာလုပ်တာတော့ကျွန်တော်သူ့မေးပါတယ်သူကစီဆက်ပါတယ်တဲ့ကောင်းတာပေါ့ကွာစီဆက်ဆိုတော့စီစစ်စားရတာပေါ့ကျွန်တော်အဲ့လိုပြောတယ်အခုစီဆက်မလုပ်တော့ဘူးတဲ့ကျွန်တော်စက်ရုံတစ်ခုတည်နေတယ်တဲ့မင်းအဲ့ဒီစက်ရုံတည်တော့အစင်းစင်းခွင့်ပြုချက်တွေတောင်းရတယ်ဘယ်လိုတောင်းတယ်တော့ကျွန်တော်မြို့နယ်ခရိုင်တိုင်းမန္တလေးထိကုန်ပြီးပါပြီတဲ့ရန်ကုန်မှာကျွန်တော်တို့နောက်ဆုံးရုံးချုပ်ကိုတက်ဖို့ပဲရှိပါတယ်တဲ့မင်းအဲ့ဒီရုံးချုပ်တက်တဲ့ခါကျတော့ရုံးချုပ်မှာမင်းအသိရှိလို့လားမရှိပါဘူးတဲ့ရှိစရာလည်းမလိုပါဘူးကျွန်တော်ပွဲစားနဲ့3000ပေးရမယ်သူပြီးအောင်လုပ်ပေးမယ်ပြောပါတယ်တဲ့အဲ့တော့3000ကနဲတဲ့ငွေမဟုတ်ဘူးကျွန်တော်ပြောတော့မင်းကလည်းကွာအဲ့ဒီရုံးချုပ်ကလက်မှတ်ထိုးတဲ့လူနဲ့မင်းနဲ့သိလို့ရှိရင်တပြားမှပေးစရာမလိုဘူးကွကျွန်တော်မှမသိပဲအဲ့လိုပြောပါတယ်ကျွန်တော်ပြောပါတယ်မင်းကျွေးတဲ့ထမင်းလည်းငါစားပြီးပြီကွာအဲ့ဒီလက်မှတ်ထိုးမဲ့လူကငါပဲကွာမင်းငါတို့ပြန်သွားရင်အဲ့တိုင်းကခွင့်ပြုချက်တွေပါဒီကင်ပြီးလိုက်တာလာခဲ့ပါတော့တပြားမှလည်းမပေးပါနဲ့ငါပေးပါမယ်ဆိုလက်မှတ်ထိုးပေးလိုက်ပါတယ်ကျွန်တော်တပြားမှသူ့စီကမယူတာဟန်ကြလိုက်တာအခုနှစ်20ကျော်ပါပြီကိုလင်းကနှစ်တိုင်းစီဘုံတွေပို့ပါတယ်တွေ့ကြည့်ရင်ကျွန်တော်ဟိုတုန်းကယူရင်3000မရမှာ
နော်အခုကျွန်တော်သိန်းပေါင်းနဲ့တွက်ကြည့်တော့များနေပြီလူဆိုတာလောဘတွေသိမရှိရင်ပူရတယ်လို့ကျွန်တော်နားလည်ပါတယ်ပို့တယ်ဗျာနှစ်တိုင်းကျွန်တော်မေ့နေတယ်ဩဒီကောင်ကလည်းမမေ့ပါလားဟန်ကြတာပါပဲအဲ့တော့ကျေးဇူးတင်ပါတယ်ဒါလေဝေးဟိုမတရားကလေးပါပဲအဲ့တော့ပြိဿတ်တွေလောက်များတာမြင်တော့ကျွန်တော်ကဘာသွားသတိရအောင်ဆိုတစ်နှစ်တော့ကျွန်တော်တရုတ်ပြည်ရောက်နေတယ်ဗျဒီလိုရာဒီမျိုးပဲတရုတ်စာရေးဆရာတွေကချစ်ကြည်ရေးခီးဆိုပြီးတော့ဖိတ်လို့သွားတဲ့အခါကျွန်တော်ကပြောပြတယ်ဗျဩလို့မင်းတို့ကလည်းဒီရာဒီမျိုးဖိတ်တာကိုစကားပြန်နဲ့ပြောတာပေါ့နော်ငါတို့နိုင်ငံမှာဒီချိန်ဆိုလို့ရှိရင်စာပေဟောပြောပွဲတွေရှိတယ်ကွအဲ့ဒီတော့ကအခုလိုဉာဏ်ပူဇော်ကတွေပါတွေမဟုတ်ပါဘူးဟိုပစိုးလေးတခွင်းပေးပါလေဟောပြောပွဲမှာကျွန်တော်တို့အဲ့ဒါလေးကိုပျော်လို့ပါပဲပစိုးလေးအလကားဝေးရကျွန်တော်တို့ချင်းချင်းတော့ပြောပါလေပစိုးတခွင်းနဲ့မိုးအလင်းဟောပါတယ်နောက်တော့ကျွန်တော်ဟိုမကွေးသွားဟောတယ်ဗျကက်ကြီးတက်လက်ပေးပါတယ်ဟောကက်ကြီးတက်လက်နဲ့လည်းနှစ်ချီထွက်အောင်ဟောတာပါပဲနောက်တစ်ခါတိုင်ဥသွားဟောတယ်ဗျတိုင်ဥကငချင်တရွဲပေးတယ်ဟောငချင်တရွဲနဲ့လည်းဖင်ပြဲအောင်ပြောတာပါပဲအဲ့ဒါစာရေးဆရာပါပဲအဲ့တော့မင်းတို့ကဒီချိန်မှဖိတ်တော့ကွာငါလက်ဆောင်နေလွတ်ကုန်ပြီပေါ့ငရုတ်သီးတွေပေးယူတာပါပဲကြက်သွန်တွေပေးသေးတာပါပဲစီဖုံးလေးပါလေးရလဲပျော်တာပါပဲဘာမှမပေးရင်လည်းဘာမှမရပါဘူးပေးမှမပေးဘဲနဲ့ပဲရတော့အဲ့ဒါလည်းကျွန်တော်တို့ကပြောလို့ပဲသွားပြီးတော့တနင်္ဂနွေလုံးလှည့်လေဟောပြောဒီချိန်မှာငါတရုတ်ပြည်ရောက်နေတော့အဲ့ဒါတွေအကုန်လုံးလွတ်ကုန်တာပေါ့ကွာရုပ်စာရေးဆရာဥက္ကဋ္ဌမေးတယ်စာပေဟောပြောပွဲဆိုတာဘာလဲတဲ့ဟောစာရေးဆရာကစာပေအကြောင်းဟောတာပေါ့စာချစ်တဲ့သူတွေကလာနာထောင်ကြတာပေါ့အများကြီးပဲလားတဲ့မေးတယ်ဟိုးအများကြီးပေါ့ခမ်းမထဲမှာဟောရင်အပြည့်ကွကွင်းပြင်မှာစင်ထိုးဟောရင်3-4တောင်လာနာထောင်နေသူတို့ဥက္ကဋ္ဌပြောပါတယ်ငါတို့စီမှာအဲ့ဒါမျိုးမရှိပါဘူးတဲ့မင်းပြောတာစိတ်ဝင်စားဖို့ကောင်းတယ်တဲ့ဒီနေ့ညမင်းတို့ကိုကွန်မင်း University မှာငါတို့ညစာကျွေးဖို့စီစဉ်ထားတယ်တဲ့ငါတို့လူစုကြည့်မယ်လေတဲ့လူတွေစီးအောင်လို့ရရင်မင်းဟောပေးမလားတဲ့ကျွန်တော်လည်းခက်လွယ်လွယ်ပြောလိုက်ပါတယ်ဟောပေးမယ်လို့ညကြတော့ကွန်မင်းတက်ကတူမှာကျွန်တော်တို့ညစာစားနေတော့ရုပ်စာရေးဆရာတွေရောက်လာတယ်အံ့ဩစရာကောင်းလိုက်တာတဲ့မြန်မာလူမျိုးစာရေးဆရာဟောမယ်ကြောင့်ငါတို့စီးအောင်တာဟိုးဘက်ကခမ်းပါတယ်မှာလူတွေကိုအများကြီးရောက်နေပြီတဲ့အဲ့လောက်များတဲ့ပြိဿမတွေ့ဘူးတဲ့မင်းစားပြီးဟောရမယ်နော်ကျွန်တော်ထမင်းကိုမြန်စားပါတယ်အံ့ဩစရာကောင်းအများပြားတဲ့ပြိဿစောင့်နေရမှာအာနာလို့ခေါ်သွားပါတယ်အဲ့ဒီခမ်းပါတယ်ကိုရောက်အံ့ဩစရာကောင်းလောက်အများပြားတယ်ဆိုတဲ့ပြိဿကိုတွေ့ရပါတယ်ကျွန်တော်ရေတွက်ကြည့်တာအားလုံး14ယောက်ရှိပါတယ်အံ့ဩလွန်းလို့အဲ့ဒီ14ယောက်လည်းကျွန်တော်ချမ်းသာမပေးပါဘူးဟောပြခဲ့ပါတယ်ကျွန်တော်ကမြန်မာလူဟောပါတယ်ကျွန်တော်မှတရုတ်လူတစ်လုံးမှမတတ်တာပဲအောက်ကနားထောင်နေတဲ့တရုတ်14ယောက်ကလည်းမြန်မာစကားတစ်လုံးမှမသိပါဘူးကြောင်စီလေးတွေငေးလို့ပါပဲတနာဖို့တောင်ကောင်းပါလေကျွန်တော်ကနည်းနည်းဟောပြီးကျွန်တော်ဘေးကိုဖယ်ရတယ်ဒီလိုစကားပြောစဉ်လေးနဲ့ကျွန်တော်တို့စာရေးဆရာမြန်မာပြည်သွားတာ9ယောက်တယောက်ကအင်္ဂလိပ်လိုကောင်းကောင်းပြောတတ်တယ်သူကအင်္ဂလန်မှာကျောင်းနေဘူးတယ်အခုနကျွန်တော်မြန်မာလိုဟောတာကိုအဲ့မြန်မာစာရေးဆရာကအင်္ဂလိပ်လိုဘာသာပြန်ပြီးဟောရတယ်အဲ့ဒီထိလည်းတရုတ်တွေဘာမှမသိပါဘူးသူတို့အင်္ဂလိပ်စာအားနေပါတယ်ပြီးတော့မှအဲ့မြန်မာစာရေးဆရာဘေးကိုထပ်ဖယ်လိုက်အဲ့ကွန်မင်းတက်ကတူကအင်္ဂလိပ်စာပါမောက္ခမစ္စတာယန်နဲ့သူကဒီစကားပြောစဉ်ကိုရောက်လာပြီးတော့အခုနမြန်မာစာရေးဆရာအင်္ဂလိပ်လိုဘာသာပြန်တာကိုသူကတရုတ်လိုထပ်ပြန်ရတယ်3ဆင့်ပြန်ရပါတယ်ကျွန်တော်ရည်စရာတစ်ခွန်းလောက်ပြောရင်နောက်ထပ်9မိနစ်လောက်ကြာမှရည်သံထွက်တယ်ပြောရတာအားမရှိပါဘူး
ဘယ်တော့မြန်ရီမလဲလို့ရင်ကိုမောနေတာပဲအဲ့လိုလဲဟောခဲ့ရပါရဲ့ဒီမှာခုပြောခုရီတော့အားရှိတာပေါ့အဲ့တော့လာရတဲ့ခီးစဉ်အားလုံးစစရရဆင်ပြေပါလေ